ဒီနေ့ငပောင်တော့လို့စားမှုပြောဖို့တခုမှပါရှင်ပြောဖို့မကူရင် channel မှာရှိတဲ့ပန်းလေးကိုကြွားအောင်ပါရှင်ဒီပန်းတော့အဲ့ရထားနောက်ကျတဲ့ပန်းပေါ့နော်ရှမ်းလို့ခေါ်ရင်ခုနိုင်တင်ဆိုင်လို့ခေါ်တယ်နော်မြန်မာလိုကညီမလည်းမသိတော့မတောက်ပေါ့နော်စပယ်ပန်းလေးတွေဖွင့်နေပါပြီရှင်ဒီပန်းဆိုရမ်းဝေးတာပဲစုံပဲပေါ့နော်အိမ်ထဲမှာစိုက်ထားတာပေါ့နော်ဆိုင်ထဲမှာစိုက်ထားတာစုံပဲနေရမိမိစိုက်ထားတဲ့ပန်းပဲပေါ့နော်နှစ်ပင်ဒီမှာစိုက်ထားတာပေါ့နော်ခွာပင်လေးတီးနေပြီဒီပန်းလေးကတော့နေရတက်ဖို့ရတော့နေလေးမထွက်ရဘူးပေါ့နော်နေထဲမှာထားလို့ရှိရင်သူကပွင့်ကြည့်ရပေါ့နော်အနေနဲ့စိုက်တာနဲ့တော့ပါပဲပေါ့နော်ခွာဒီလေးတီးနေပြီအဲ့ဒီထုတ်လေးကြတော့ဆိုတာနဲ့တကြားနဲ့ထည့်တယ်ပလောစိတ်မကိုက်စားပေါ့နော်ဒီအပင်လေးမကိုက်အောင်အဲ့လိုထည့်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်တော့ရခမော့ပေါ့အဲ့လိုလုပ်တာပေါ့နော်ပြောပင်ရှိတယ်အပင်ပြောဖို့ခူးတော့မှာပါရှင်လွှားနဲ့ဖြိတ်ခွေရမှာပါရှင်ပြောဘူးကတော့မိပေါ့နော်တက်ရမယ်ဟိုဥဒ္ဒတိုင်းတက်ရမှာပေါ့နော်ဥဒ္ဒတိုင်းပေါ်တက်ရမှာဟုတ်မပြောဘူးဟိုတိုင်းပေါ်တက်ရမယ်ခဏလေးစောင့်နော်ပြောဖို့ခိုးပြီးပြပါနေခိုးပြီးပါပြီအဲ့ဒီပုံနှန်းနဲ့တင်းချောက်လေးပေါ်တက်ပြီးဥဒ္ဒတိုင်းပေါ်တက်ပြီးခူရတာပါရှင်နောက်မှငါဘာလို့လောက်ပြပြီးငါဘာတော့ထုတ်ပြီးလို့ရှိရင်